大歪。晒了。明了吧？ကျွန်တော်ရဲ့ဘော်ဒါတွေမိတ်ဆွေတွေအားလုံးဖိုင်းထရင်းငါးဆိုင်တင်လိုက်ပါပြီပြားရအောင်စားပြားရောင်လေးတင်90နေစလိုက်ပါပြီအောက်မှာဆင်းလိုက်ပါပြီအကွာဝေးတူတူပါပဲကွာဝေးတူတူပါပဲ1 2 3 4ကွာဝေးတူတူပါပဲအဲ့ဒီကနေပြီးတော့ဒီမှာတက်လိုက်ပါပြီကျွန်တော်မြင်းကြီးရှုပ်နေမှာဆိုလို့မို့653ကနေပြီးတော့989ဆိုတဲ့ကဏ္ဍလေးပါငါ6ပရိတ်ပါပထမကတ်လေးကိုကြည့်အောင်ပါကျွန်တော်နှစ်စိုက်လည်းနှစ်ခါလည်းပြန်မပြနိုင်ပါဘူးစိုက်တွေကများနေလို့ပါ931ပထမစိုက်လေးလိုပါပဲပတ်လေပေါ့ဗျာ8နှစ်83ဒီဘက်တက်လိုက်ပါ ਈ ပထမကတ်လေးလိုပါပဲ3 5 6ဆိုတော့ဒီမှာဟွာပါ9 8ဆိုတဲ့ကဏ္ဍလေးပါကဲဒီပြင်တရားလေးကြည့်အောင်ညီအောင်လေးကြည့်အောင်ညီအောင်လေး6 9 8ဆိုတဲ့ကဏ္ဍလေးထားပါ ਈ အကွာဝေးတူတူပါ6 9နှစ်ပါပဲအဲ့လိုရိုက်ပါလေအကွာဝေးတူတူပါပဲဒီဘက်ဆင်းလာပါပြီငါ354 310ကနေပြီးတော့310ကနေပြီးတော့ကျွန်တော်တို့310ကနေပြီးတော့ဒီဘက်ဆင်းလိုက်ပါပြီကျွန်တော်ဒီဝိုင်းမြင်းနေများလို့ပါ240ဒီဘက်တက်လိုက်ပါပြီ3 4 1 8ပထမကဒုတိယကလေးကြည့်အောင်ပထမကလေးလိုပါပဲ9 6 8ပထမကတ်လိုပါပဲ6 9နှစ်ကွာဝေးတူတူပါပဲဒီမှာဆင်းလိုက်ပါပြီပထမကတ်လေးလိုပါပဲ940 3 ဆင်းလိုက်ပါပြီ432ပထမကတ်လေးလိုပါပဲဒီမှာထိုးတက်လိုက်ပါပြီညီအောင်လေး418ပါခင်ဗျာဒီပြင်ပြောင်းလေးကြည့်အောင်စိမ်းရောင်လေးကြည့်အောင်စိမ်းရောင်606ကွာဝေးတူတူပါပဲဒီမှာလာပါပြီ915လာပါပြီခွန်41ကနေလာပါပြီတော့မြင်းဝိုင်ရှုပ်နေမှာဆိုလို့ထက်မှတက်လိုက်ပါပြီခွန်303 590နေအောက်ဆင်းလိုက်ပါပြီ8ခွန်ကနေဒီဘက်လာလိုက်ပါပြီ850 3ပရိတ်လေးပါ850 3ပရိတ်လေးပါပထမကတ်လေးကိုကြည့်အောင်ဒုတိယအစင်းရောင်လေးပါ6ခွန်6ဒီဘက်လာလိုက်ပါပြီပထမကတ်လေးလိုပါပဲ951ပတ်လေပေါ့ခင်ဗျာလာပါပြီ14ခွန်ပတ်လေလေးပေါ့ခင်ဗျာအဲ့ဒါဒီဘက်ကိုတက်လိုက်ပါပြီပထမကတ်လေးလိုပါပဲ335ခွန်935ဆင်းလိုက်ပါပြီ8ခွန်နဲ့ကနေဒီမှာ10ချိန်မှာအစင်းရောင်လေးပါ10ချိန်မှာအစင်းရောင်လေး385ဆိုတဲ့3ပရိတ်လေးပါဒီဘက်တရားကြည့်အောင်ဝါရောင်လေးကြည့်အောင်ဝါရောင်လေး38335ခွန်84လာပါပြီဒီဘက်ပြေးလာပါကွာဝေးတူတူပါပဲ435နဲ့အောက်ဆင်းလိုက်ပါပြီကွာဝေးတူတူပါပဲ143ကွာဝေးတူတူပါပဲ383ကွာဝေးတူတူပါပဲသူ့အောက်မှာဆင်းလိုက်ပါပြီခွန်9ဆိုတာနေ့ဥမှာရှိပါတယ်စစ်ကလန်နဲ့စစ်ကြည့်လိုက်ရင်ခွန်9ပါဒီမှာအဝါရောင်လေး10ချိန်မှာအဝါရောင်လေးခွန်9ပါနောက်တစ်ပြောင်ကြည့်အောင်ဒီရောင်လေးလေမော်ရောင်လေးစပါမယ်933ကွာဝေးတူတူပါပဲအောက်ဆင်းလိုက်ပါပြီနှစ်90ကွာဝေးတူတူပါပဲ6 4 3ကွာဝေးတူတူပါပဲ
46နှစ်ဆိုတာနှစ်ပရိတ်လေးပါ46နှစ်ပရိတ်လေးပါအဲပထမကတ်လေးလို့ကြည့်အောင်ဒီမှာစစ်ကလန်နဲ့ဆိုရင်ဒီမှာစစ်ကလန်နဲ့ဆိုရင်933လို့ရှိပါတယ်ပထမကတ်လေးလို့ပါပဲ933လို့ရှိပါတယ်အောက်ဆင်းလိုက်ပါပြီ932 932ကနေပထမကတ်လေးပါပဲ436 436ကနေဒီဘက်ဆင်းလာပါပြီပထမကတ်လေးလို့ပါပဲလိန်မော်ရောင်လေး426 426ပါခင်ဗျာကြိုက်ရင်လည်းစောင်းထားကြပါ